အသက်35ကျော်လာရင်ဘိုက်ကွက်ပူတဲ့သူတွေအယမ်းများတယ်ဆိုတာကိုဘယ်သူလက်ခံလဲလက်မခံလို့မရဘူးဗျအဲ့တော့ကိုစောင်းကိုစက်တွေလာတဲ့သူအများစုဒီအသက်35နောက်ပိုင်း40နောက်ပိုင်းလူကြီးအများစုဘိုက်ကွက်ပူနေလို့ဘိုက်တစ်ခုတည်းတင်းခဲ့ပြီးတော့ကွက်ပူနေလို့လူပိန်ပိုင်ဖောင်းဖြစ်နေလို့ဥတန်ရှင်းဥမိုင်းတန်ရှင်းလှုပ်ချင်တယ်အဲ့ဒီညမှာကိုစောင်းကအယမ်းပီတိဖြစ်တာအဲ့တော့ဘိုက်ကွက်ပူရင်ဥတန်ရှင်းဥမိုင်းတန်ရှင်းလှုပ်ရမယ်ဆိုတဲ့အသည့်ကိုသိနေတာဖြစ်တဲ့အတွက်အယမ်းကျေးဇူးတင်တယ်အဲ့တော့ကိုစောင်းကလည်းအဲ့လိုမျိုးသိအောင်အများကြီးပဲမျှဝေထားတာပေါ့နော်အဲ့တော့ပြောချင်တာကဘိုက်ကွက်ပူရင်ဘိုက်တစ်ခုတည်းတင်းခဲ့ပြီးတော့ကွက်ပူတွေဆိုတာကခန္ဓာကိုယ်ကဥတန်ရှင်းဥမိုင်းတန်ရှင်းလှုပ်ဖို့လိုအပ်ကြောင်းကိုဘိုက်ကွက်ပူပေးခြင်းအပြင်အချက်ပြတာအဲ့တော့ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုထိရောက်လေးလှုပ်လိုက်မယ်ဆိုရင်ဥတန့်သွားတဲ့အခါမှာဘိုက်ကတိတိတတ်တာကိုချက်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဥတန်ရှင်းဥမိုင်းတန်ရှင်းလှုပ်ဖို့လိုအပ်နေတဲ့သူတွေအခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာပါတယ်ဆိုရင်ဗီဒီယိုဆုံးအောင်ကြည့်ပေးပါအဲ့တော့ကိုစန်းတို့အစားစားနဲ့အစာချက်တဲ့အင်တာတက်လို့စွန့်လုပ်လိုက်ပေမဲ့အကုန်လုံးကုန်စင်မသွားဘူးဒီအညစ်အကြေးအကျွင်းအကြံတွေကဥနီယာမှာကပ်ပြီးတော့ကြံနေအဲ့ဒီဥနီယာမှာကပ်ပြီးတော့ကြံနေဒီအညစ်အကြေးအကျွင်းအကြံတွေကနှစ်တည်ကြတဲ့အခါဥနီယာမှာမစင်ကြိုးတွေဖြစ်ပြီးတော့ကပ်ပြီးတော့ထူလာတယ်အဲ့ဒီဥနီယာမှာကပ်ပြီးတော့ထူလာတဲ့အညစ်အကြေးတွေကြောင့်ဘိုက်ကတင်းမာပြီးတော့ကွက်ပြီးတော့ပူရခြင်းဖြစ်ပါတယ်ကိုစွမ်းပြောတဲ့ဘိုက်ကွက်ပူတယ်ဆိုတာကဒီခန္ဓာကိုယ်ကပင်ပြီးတော့ဘိုက်ကတင်းမာပြီးတော့ကွက်ပြီးတော့ပူတာဝါလို့အစီတွေအယမ်းများလို့ဘိုက်ပူတာကိုပြောတာမဟုတ်ဘူးအဲ့လူပိန်ပိုင်ဖောင်းဖြစ်တဲ့ဘိုက်ကွက်ပူတဲ့သူတွေကိုဆန်းပြောချင်တာအဲ့တော့ဘိုက်ကွက်ပူရင်ဘိုက်ကွက်ပူတဲ့အတိုင်းနေမယ်ဆိုရင်နောက်ဆက်တွဲမှာဥမိုင်းကင်ဆာဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ဥနိုင်ငံကနေ့စဉ်ကိုဆန်းတို့ဒီစားတဲ့အစာအာဟာရတွေကိုစုပ်ယူရတဲ့အခါမှာ तू ကအစာအသစ်တွေကိုစုပ်ယူရတာမဟုတ်ဘဲနဲ့ဒီအစာဟာအကျွေးကြံတွေကိုစုပ်ယူရတဲ့အခါမှာချိန်ကြာလာတဲ့အမျှပေါ့နော်သိရမလားကင်ဆာဆဲတွေဖြစ်ပြီးတော့ဥမိုင်းကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းအယမ်းများတယ်အဲ့တော့ဥမိုင်းကင်ဆာဘာကြောင့်ဖြစ်လဲဆိုရင်ဥတန်ရှင်းဥမိုင်းတန်ရှင်းမလုပ်လို့ဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့ဥနီယာမှာကတ်နေတဲ့အညစ်အကြေးတွေကြွာကြပြောကြအောင်ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုထိရောက်လှုပ်လိုက်မယ်ဆိုရင်ဥတန့်သွားတဲ့အခါမှာဘိုက်ကတိတာတာကိုချက်သွားမှာပဲဖြစ်ပါတယ်ကမွန်းချိန်ရွက်စားတာတို့တန်မျိုးတစ်ခွားသီးရေစိမ်တောက်တာတို့လှုပ်လို့ရပင်မဲ့ထိရောက်လေးနဲ့ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုလှုပ်ချင်တယ်ဆိုရင်ကိုစွမ်းအနေနဲ့ကူညီပေးနိုင်တာတစ်ခုကတော့တလအချိန်ပေးုံနဲ့ဒီဂျိုလီလေးကိုတစ်လလောက်သုံးဆွဲရုံနဲ့အဲ့ဥနီယာမှာကတ်နေတဲ့အညစ်အကြေးတွေကြွာကြပြောကြပြီးတော့ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုထိရောက်လုပ်လို့ရတယ်အများနဲ့သုံးဆွဲစရာမလိုဘူးတစ်လအနည်းဆုံးအများဆုံး3လတော်တော်များများတစ်လသုံးဆွဲပြီးသွားရင်ဥတန့်ပြီးတော့ဘိုက်ချက်သွားရသူတွေအယမ်းများတယ်ဆိုတော့မပေါ့မပါဖြစ်တယ်ဘိုက်ကတင်းမာပြီးတော့ကွက်ပြီးတော့ပူတယ်ဥတန်ရှင်းဥမိုင်းတန်ရှင်းကိုလည်းထိရောက်လှုပ်ချင်တယ်ဥမိုင်းကင်ဆာလည်းမဖြစ်ချင်ဘူးဆိုရင်ဒါလေးကိုတစ်လစာသုံးဆွဲဖို့ပြောချင်တယ်အများနဲ့သုံးဆွဲစရာမလိုဘူးသူ့ကိုညာဘက်အိပ်ရောက်ဝင်ကနေတရက်တစ်ခွက်ရေခဲရီဒါမှမဟုတ်ရိုးရည်နဲ့ဖြောတောက်လို့ရှိရင်အဆင်ပြေတယ်အဲ့တော့သူ့ကိုသုံးဆွဲပြီးတော့ဘိုက်ချက်သွားရတဲ့သူတွေဆိုတာဒုနယ်ဒီအများကြီးပဲရှိတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုရင်သုံးဆွဲပါလူငယ်လူလက်လူကြီးတွေးတိုးကြီးတို့လေးဖက်နာအဆိုင်တမှာအကုန်သုံးဆွဲလို့ရတယ်စိတ်ဝင်စားတဲ့အသေးစိတ်ကိုသိချင်တယ်ဆွေးနွေးချင်တယ်တိုင်ပင်ချင်တယ်လိုအပ်တယ်လိုချင်တယ်ဆိုရင်ဆက်သွယ်မေးမြန်းပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာ